အားလုံးမင်္ဂလာပါဒီနေ့ကတော့ Olivia ရဲ့ဒီကအန်စီတော့ဝယ်ထားတဲ့ဒီပစ္စည်းတွေကိုအနောက်ဆက်လုပ်မှာဖြစ်ပါတယ်အထုပ်ကတိတ်မကြည့်ရှောက်အမအနေနဲ့ဒီ Bioderma ရဲ့ cleansing water သူက1+1ကိုမှာဒီ moisturize cream ပေါ့အဲ့ဒါက2ဘူး site travel site လေးတဲ့အဲ့ဒါ2ဘူးပါ gift အနေနဲ့ပေးလာတော့အိမ်မလည်းဒီလောက်ပဲကျန်တော့တာမို့လို့စိတ်ချနေတော့ဝင်လာခဲ့ပါတယ်ဒုတိယအနေနဲ့ဒီ Toridan သူကဒီလိုဘူးကြီးကိုမှနောက်ထပ်ဒီလိုဘူးတဘူးထပ်ပြီးတော့ပေးပါတယ် makeup လိမ့်လို့ရှိရင်ဒီ sponge အနေနဲ့ဒါလေး60နဲ့မှ5ခုပါတယ်ကွာ65ခုကိုမှ9000ကျော်ရဲဆိုတော့နေတိုင်း makeup လိမ့်တော့မှ2လကျော်လောက်သုံးလို့ရတယ်ဒါကကြတော့ဒီမျက်နှာသစ်ဆေးကကြတော့ deep cleansing ဒီအစီဘူးဝက်ချန်သမားတွေကြတော့မျက်နှာသစ်ဆေးရွေးတဲ့အခါမှာကိုအနေနဲ့ကြတော့2မျိုးသုံးတယ် soft gentle cleanser တစ်မျိုး deep cleanser တစ်မျိုးသုံးတယ် dry shampoo သူကလည်းဘူးကြီးတစ်ဘူးရယ်ဘူးသေးတစ်ဘူးရယ်ဟိုမှာ9000ပဲပေးရတယ်အင်္ဂလိပ်လိုတော့ဘယ်လိုခေါ်လဲတော့မသိကိုရီးယားလိုတော့အာဘီဘူးလို့ခေါ်စေဘူးတွေတက်တာဆိုဒီဘူးဝါချိုဆိုတာပါတဲ့အတွက်ကြောင့်မို့လို့ကက်မလင်းကလေးသုံးလို့ရတယ်ညဘက်အိပ်ရာဝင်လည်းသုံးလို့ရတယ်ဆိုတော့ဒါလေးစမ်းသုံးကြည့်ဖို့ဝယ်လာပါ S Nature ရဲ့ဒီနားမှာချွေးပေါက်ပို့ပြီးတော့ကျင်းသွားအောင်လုပ်ပေးတယ်ဒီ cream မှာသူကကြတော့ double နှစ်ခုပါပါတယ် side 2မှာ left struck လို့ခေါ်ပါတယ်ဒါလေး6000ကျော်ပဲလားမသိပေးရတယ်အနံလေးလည်းမစိုးတင်းတင်းလေးကကြတော့ရှည်ပြီးဝယ်လာတဲ့ဟာလို့ပဲပြောမလားဒီလာခိုးတဲ့ကဒီ cleansing balm စိမ့်လေးရကြတော့ဒီချွေးပေါက်ကျတာတွေအတွက်ကောင်းတယ်လို့ပြောတယ်ဒါကကြတော့ပုံမှန် original deep cleansing ပဲsite သေးဟိုမှာ4000ပဲရှိရောသုံးကြည့်လို့အဆင်မပြေလို့ရှိရင်ကမသုံးတော့လည်းကိစ္စမရှိဘူးလေဘူးကြီးဝယ်တာထားတော့ Toridan ရဲ့ face sheet matte ပါနော်ဘယ်နှခုပါလဲအပြာလေး10ခုရယ်အစိမ်းလေးတစ်ခုလက်ဆောင်ပါတယ်တင်ထိုရဲ့ gloss and cheek ဆိုဒီ lip gloss ကိုဝယ်လိုက်တာကွာဒါလေးပါမယ်တော့မထင်တော့ lip gloss ကိုဝယ်လိုက်တဲ့အချိန်မှာဒီဘေးနာကဒီပါးနေ cheek သုံးလို့ရတဲ့ဒီတေးသေးလေးထည့်ပေးရတယ်လက်ဆောင်အနေနဲ့မသုံးဘူးတဲ့ brand တွေကပဲ 100% တွေကသူကဒီနှာခမ်းတွေပဲမစိုးခင်မှာ base အနေနဲ့စိုးပြီးတော့မှအပေါ်ကနှာခမ်းတွေအုပ်လိုက်လို့ရှိရင်မှန်တဲ့ရောင်ထွက်တယ်တဲ့ round left တွေက sun cream မှာသူကဘူးဘယ်နှဘူးလောက်ပါလဲ3ဘူးပါတာကိုမှဒီတဘူးကကြတော့ဒီ tone up sun cream နှစ်ဘူးကကြတော့ပုံမှန် sun cream ဒီဝယ်တဲ့ထဲမှာလူကောင်အသေးဆုံးနဲ့ဈေးအကြီးဆုံးကပါလဲဆိုတော့ဒီကောင်ပါရမ်းဈေးကြီးပါတယ်သူ့တဘူးဒီ site သေးသေးလေးတဘူးကို6000ပေးရတယ်ကွာအခုစိတ်ချနေတာဘယ်လောက်လဲဆိုတော့ဒီလိုနှစ်ဘူးကိုမှ9000ပဲပေးရလို့မျက်လုံးမှိတ်ပြီးကျွန်မဝယ်ခဲ့ပါတယ်ဆိုဒီမျိုးစာလေးတွေပြိုင်နဲ့ထဲပြောပါမယ်ဒါကကြတော့ Peripera ရဲ့ဒီ eyebrow pencil လေးလေးပိုင်း red ရဲ့ဒီ eye chair liner ပုံစံလေး 100% ဒါက lip liner လေးလေးပိုင်း red ထဲကပဲ eyebrow palette Peripera ရဲ့ကဒါကပါလေဒီအိတ်ကိုစားဖော်တဲ့အခါမှာသုံးတဲ့ဟာလေးပါဒါဒီမှာထိလို့အယောင်လေးကွာတောင်းမှန်ပါတယ်နော်ဆေးမလုပ်ပါနဲ့ဆေးမလုပ်တာတော့ဝယ်နေတာဆေးလုပ်တော့ပို့ပြီးတော့ဆိုးပါတယ်အဲ့တော့ဒီမှာဒီလောက်နေပြီတတန်ဟိုင်းဟိုတနေ့ကတော့ဘာတွေဝယ်တာလဲပြထားတယ်အဲ့တော့ဒီနေ့မှာတော့ဒီပစ္စည်းတွေမှာဘာတွေပါလဲဆိုတော့တေချာဖောက်ကြည့်ပါမယ်ဒါကဒီ makeup sponge ဒီမှာဒါဒီလိုမျိုးအကြည့်လေးဒီ dry shampoo ပိုင်းရောင်လေးပါနားတော့တင်းတင်းလေးပါပဲဒီမျိုး site တေးသေးလေးတပိုးထပ်ပါပါတယ် cleansing balm ဖွင့်ကြည့်ပါမယ်ချစ်စရာလေးတေးသေးလေးဆရာတော့ဒီလိုမျိုးစိမ်းရောင်လေးလဲချစ်စရာလေးပါအဲ့တော့တိတ်မကွာဘူးရေအနာတော့နည်းနည်းခက်ဆင်ဆင်လေးတတိအပြာအောင်10တုပ်ကိုမှဒီအစိမ်းလေးတစ်ထုပ်ကသူတို့လက်ဆောင်ပေးတာ။ Olivia နဲ့မှာဆေးချပြီးမယ်ဈေးအကြီးဆုံးဒီဗီတာမင် C ဒီလိုမျိုးစိုက်တူနှစ်ဘူးဟိုမှာဒီလိုမျိုးညစ်တဲ့အတန်လေးကွာဒီလိုပေါ့ဒီ Bioderma cleansing water ဒီလိုသေးသေးလေးပစ္စည်းလေးနှစ်ခုရယ်ဒီလောက် site ကိုမှနှစ်ဘူးဒီလောက် site ကိုတို့နှစ်ဘူး Toridan ရဲ့ soothing cream ဒီလိုဘူးတဘူးရယ်ဒီလိုမျိုး
ဘူးရေဒါလည်း moisturize cream ပဲဒါကတော့ပုံမှန် size သေးတဘူးပဲဒီလိုနှစ်ဘူး brown လက်ကနေပြီးတော့ဝယ်လာတဲ့ sun cream နှစ်ဘူးကကြတော့တာမန်ရိုးရိုးတဘူးကကြတော့ tone up အထုပ်ကလေးနဲ့စီကာ sun cream 3ထုပ်ဒါကြတော့ foam cleansing ကိုမှဒါကကြတော့ deep cleansing အဲ့တော့အမြဲသုံးနေကြ body mist ပါဆေးပေါက်ကျေတာတွေအတွက်ကောင်းတယ်လို့ review ပေးလို့သုံးကြည့်လို့ဝယ်လာပါတယ် S nature ဒီလိုမျိုး site 2ကိုမှဒီနှစ်ဘူးပါဒီလိုမှန်လေးပါပါတယ်တင်ထိုက lip tint နေရအခုနောက်ပိုင်းရေပန်းစားနေရဆိုတော့သုံးကြည့်မယ်ဆိုပြီးဝယ်လာတယ်ဒါပေမဲ့ဒီလိုလက်ဆောင်လေးပါမယ်ဆိုတော့မသိလားအမကြီးဘူးပုံစံလေးပါချစ်စရာလေးအိုးပေါက်စားလေးတကောင်ပါလာပါတယ်ဒီပါနီ cheek သုံးလို့ရပါတယ် lip base 5% ကဒီမလုံးကတော့ nude color ဒါလေးပါပါတယ်။အိုးသူကဒီ lip base ကိုအပြင်ကိုဒီလိုနှက်ခမ်းနေလေးပါပေါက်စားလေး။ကိုဝယ်နော်မသိပါဘူးဘယ်လိုပါမှန်းလဲ။ eyebrow pencil Lily by Red ရဲ့ဒီ eye shadow palette ချစ်စရာလေး။မကြည့်။ဟိုအကြည်ရောင်လေးလုံးဝပန်းရောင်အဖျော်တွေပါပဲ။ Lily by Red ကပဲဒါကချဲလိုက်တာထင်တယ်လူမျိုးလေးစကာလာတဲ့ brand တွေရပဲဒါက lip liner ကိုမှဒီရောင်လေးပါဒီ Peri Pera တွေကပဲသူကပါလဲတော့ချစ်တွက်ချစ်စံမှာအသေးပုံလေးတော့ပြူစဖော်တဲ့အခါမှာတုံးနေစမ်းဆွဲကြည့်လားပြန်ကနေပြီးတော့မနှစ်ကုံစိမ့်နဲ့ဝင်လာတဲ့ unboxing လုပ်လို့ပြီးပါပြီအားလုံးပဲ bye bye